ကောင်းတဲ့ကောင်မလေးတယောက်ရောက်လာတာပြဿနာကြီးဖြစ်နေကြစရာလို့လား ကောင်မလေးကြည့်ရမယ်စိတ်တော်နေလားဖြစ်စရာလေးဟဲ့ ချုံမောက်ချင်းမျက်စိရှိတော့ကြီးလာပြီကွာ ငါတို့ချုံမငါညီမလေးအဲ့တော့ငါအယောင်လာဆုံးလို့မရ ဟဲ့ဒီမှာကြည့်ရနေသူ့ကိုပေးရမှာနေကိစ္စငါနေကိုပေးရမှာငါကိစ္စသူနေစီရမှာသူ့ကိစ္စအဲ့ဒါကြောင့်နေကိစ္စကိုနင်းရှင်းသူ့ကိစ္စကိုသူရှင်းငါကိစ္စကိုငါရှင်းမယ် အဲ့မတွေ့ဘူးဆိုတဲ့အတန်ကမကြားချင်တွေ့အောင်လိုက်ရှာမင်းတို့လုံးမဟုတ်လား နည်းနည်းမောင်းဘာလုပ်နေဘာကြည့်နေရလဲမောင်းလေ လှလို့ ဒီဘာလို့ပြဿနာကိုမိထိုးချနေရလဲချုံမရဲ့ငါတောင်းပန်ပါတယ်အချာချာရှိတော့ရှားမှာပဲလေ ရမောဒီလိုမှငါ့ကိုဟန်ဆောင်တာတွေပါလာလို့မနေနဲ့နင်လူကောင်းဆိုတာငါသိတယ် ကျုပ်သိတံမိုးထားပြီးတော့မြန်လို့ရတယ်ရမုံကိုအခုလိုဆိုက်ဆိုက်နဲ့နဲ့ရောက်လာပို့ဆောင်ပေးရတဲ့အတွက်ခင်ဗျားတို့အားလုံးကျေးဇူးအများကြီးတင်နေဗျာ ငါအသက်ရှင်နေတဲ့မိချမောထိလို့မရတော့မင်းနားတယ်မင်းဘာလုပ်လဲ သူ့လေ လိုက်ခဲ့ဒီကောင်မရ